ရန်ကုန်မြို့ရဲ့မနက်ခင်းတစ်ခုမှာတီတီဆိုတဲ့ fashion designer မလေးတစ်ယောက်ကသူမရဲ့နေ့တစ်ကိုအေးချမ်းစွာစတင်နေခဲ့ပါတယ်။တီတီဟာလူငယ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီးသူမရဲ့ဒီဇိုင်းတွေဟာလူသိများလာနေခဲ့ပါတယ်။ဒါပေမဲ့လူတွေသူမကိုချစ်တာကသူမရဲ့အလှကြောင့်မဟုတ်ပါဘူး။သူမရဲ့နှလုံးသားကြောင့်ပါ။မိုးရွာတဲ့ညတစ်ညမှာတီတီဟာလမ်းဘေးမှာတုံရင်နေတဲ့ကြောင်ကလေးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။တီတီဟာတစ်စက္ကန့်တောင်မစဉ်းစားခဲ့ပါဘူး။ချက်ချင်းကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းစွာနဲ့ကြောင်လေးဟာအသက်ရှင်နိုင်ခဲ့ပါတယ်။ဒီကြောင်လေးတစ်ကောင်တည်းမဟုတ်ပါဘူး။တီတီရဲ့အိမ်မှာကယ်တင်ထားတဲ့ကြောင်ကလေးတွေအများကြီးရှိနေခဲ့ပါတယ်။ပွဲတက်မော်ဒယ်တွေကတောင်တီတီရဲ့ဒီဇိုင်းတွေကိုစောင့်မျှော်နေခဲ့ကြပါတယ်။တီတီအခုလိုမျိုးအောင်မြင်နေတာကိုမနာလိုတဲ့သူတစ်ယောက်တော့ရှိပါတယ်။သူမရဲ့နာမည်ကတော့မိချစ်ပါ။မကြခင်မှာတော့မြန်မာနိုင်ငံရဲ့အကြီးဆုံးဒီဇိုင်နာပြိုင်ပွဲကြီးရောက်လာပါတော့တယ်။တီတီဟာအကောင်းဆုံးဒီဇိုင်းကိုဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့မိချစ်ရဲ့မနာလိုမှုဟာပုံပြီးကြီးထွားလာခဲ့ပါတယ်။ပြိုင်ပွဲမတိုင်ခင်ညရောက်တဲ့အခါမိုးတွေသေးနေတော့မိချစ်ကကြောင်လေးတစ်ကောင်ကိုလှောင်ချိုက်သေးထိပြီးလမ်းပေါ်ချထားလိုက်ပါတယ်။ကြောင်လေးကိုထပ်ပုံရိုက်ပြီးတီတီစီကို message တစ်စောင်ပို့လိုက်ပါတယ်။ချင်နာတဲ့တီတီဟာကြောင်လေးကိုပြေဖို့ထွက်သွားခဲ့ပါတယ်။မိချစ်ဟာတီတီရဲ့အခန်းထဲကိုခိုးဝင်ပြီးမနှက်ဖြန်ပြိုင်ပွဲဝင်မဲ့လက်ရာကိုဖျက်ဆီးလိုက်ပါတယ်။တီတီရဲ့အိမ်မက်ဟာတညအတွင်းပျက်စီးသွားခဲ့ပါတယ်။တီတီဒုက္ခရောက်နေချိန်မှာတီတီရဲ့ကျင်နာမှုကိုမမေ့တဲ့သူတွေရှိနေခဲ့ပါတယ်။ကြောင်ကလေးတွေဟာတီတီအတွက်အံ့ဩစရာတစ်ခုကိုဖန်တီးပေးခဲ့ကြပါတယ်။တီတီရဲ့မျက်ရည်တွေဟာဒီတစ်ခါတော့ဝမ်းနည်းမှုကြောင့်မဟုတ်တော့ပါဘူး။ဒီလိုနဲ့နောက်တစ်နေ့မှာဒီဇိုင်နာပြိုင်ပွဲကြီးကျင်းပနေပြီဖြစ်ပါတယ်။မိချစ်ကတော့သူမအောင်နိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့တီတီပေါ်လာတဲ့အချိန်မှာတော့အားလုံးဟာအံ့အားသင့်သွားခဲ့ကြပါတယ်။CCTV မှတ်တမ်းကတစ်စက်အမှန်တရားဟာအားလုံးရှိပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျင်နာတက်ပြီးမြစ်တာထားတဲ့တီတီဟာအနိုင်ရခဲ့ပါတယ်။တခါတလေမှာတင်းပြီးခဲ့တဲ့မြစ်တာတွေဟာမထေမှတ်ထားတဲ့နီးလန်းတွေနဲ့တင်စီပြန်လာတတ်ပါတယ်။